Hello everyone, welcome back to my YouTube channel. Today we will learn future simple tense. အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel နဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်တို့ future simple tense ကိုအတူတူလေ့လာသွားကြမှာပဲဖြစ်ပါတယ် future simple tense ဟာအနာဂတ်မှာဖြစ်မယ့်အရာတွေကိုပြောတဲ့အချိန်ပဲဖြစ်ပါတယ်future simple tense ကိုရေးတော့မယ်ဆိုရင်ဒီစကားလုံးနှလုံးကိုမှတ်သားထားရပါမယ် will နဲ့ won't ဆိုပြီးဒီနှစ်ခုပါ will က positive အတွက်အသုံးပြုရပြီး won't ကတော့ negative အတွက်အသုံးပြုရတာပဲဖြစ်ပါတယ် future simple tense ကိုရေးတော့မယ်ဆိုရင် subject plus will plus verb 1ဒီပဒံကိုမှတ်သားထားရပါမယ်မြန်မာလိုပြန်ရရင်တွားမယ်စားမယ်အိတ်မယ်ဒီလိုဘာသာပြန်ရတာပါ future simple tense မှာဘယ် subject ပဲကတာလာလာwill နဲ့ပဲအသုံးပြုသွားရပါမယ် I, we, you, they, he, she ဒီ subject အကုန်လုံးက will နဲ့ပဲအသုံးပြုသွားရမှာပဲဖြစ်ပါတယ်ဥပမာဇာကြောင်းလေးတွေကိုလိုက်ကြည့်ကြရအောင် I will have breakfast ငါမနေ့စာစားမယ် You will go to the office မိအောင်ကိုသွားမယ် She will study English သူမအင်္ဂလိပ်စာလေ့လာမယ်အငင်းစာကြောင်းကိုရေးတော့မယ်ဆိုရင်လည်းအတူတူပါပဲ will နေရာမှာ will not ဒါမှမဟုတ် won't ကိုထည့်လိုက်ရင် negative အငင်းဝါကြအဖြစ်ပြောင်းလဲသွားပါပြီဥပမာ I won't play football ကျွန်တော်ဘောလုံးမကစားဘူး He won't study English သူအင်္ဂလိပ်စာမလေ့လာဘူးဒီလို့ဆို future simple positive နဲ့ negative ကိုနားလည်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်နောက်တစ်ခုကတော့ future simple ရဲ့ question ပဲဖြစ်ပါတယ် question ကိုရေးတော့မယ်ဆိုရင် will plus subject plus verb 1ဒီပဒံနဲ့မေးရမှာပဲဖြစ်ပါတယ်ဥပမာ will you come tomorrow မနက်ဖြန်မင်းလာမလား Will he help me သူကကျွန်တော်ကိုကူညီမလား Will they play football tomorrow မနက်ဖြန်သူတို့ကဘောလုံးကန်မလား Positive question ကိုမေးရင်ဒီပဒံနဲ့မေးရပါမယ် Positive question ကနေ negative question ကိုပြောင်းမေးရင်လည်း will နေရာမှာ won't ကိုထည့်လိုက်ရင်ရပါပြီဥပမာ Won't you come tomorrow မနက်ဖြန်မင်းမလာဘူးလား Won't he help me သူကကျွန်တော်ကိုမကူညီဘူးလား Won't they play football tomorrow မနေ့ပြန်သူတို့ကဘလုံးမကန်ဘူးလားဒါတွေက positive question ကနေ negative question ပြောင်းနည်းပဲဖြစ်ပါတယ် future simple tense ကိုဘယ်လိုအချိန်တွေမှာအသုံးပြုရမလဲဆိုတော့နံပါတ်1အချိန်တိကျမထားဘဲအနာဂတ်ကိုပြောချင်တဲ့အခါဥပမာ I will go to school tomorrow မနေ့ပြန်ငါကျောင်းကိုသွားမယ်မနေ့ပြန်ငါကျောင်းကိုသွားမယ်ဆိုတော့ငါသွားချင်းသွားမယ်မသွားချင်းမသွားအောင်အဲ့ဒါကြောင့်အချိန်ကိုတိကျမထားဘဲအနာဂတ်ကိုပြောချင်တဲ့အခါလို့ပြောထားတာပဲဖြစ်ပါတယ်နံပါတ်2ဆုံးဖြတ်ချက်ချတဲ့အချိန်ဥပမာ I am hungry I will eat something ငါပိုက်စားတယ်ငါတစ်စုံတစ်ခုစားမယ်နံပါတ်3ကတိပေးတဲ့အခါဥပမာ I will help you ငါမင်းကိုကူညီမယ်နံပါတ်4ကတော့ခံမှန်းချက်ဥပမာ I think it will rain tonight ဒီညမိုးရွာမယ်ထင်တယ်ဒါတွေအားလုံးကအသုံးပြုရမယ့်နေရာလေးတွေပါဒီလောက်ဆို future simple tense မှာနားလည်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်ဒီစာကြောင်းတွေရဲ့အဖြေကို comment အောက်မှာမှန်းပေးခဲ့ကြပါဦး See you in the next video